မင်္ဂလာပါရှင်ကျမတို့မြင်းဆောင်လေးနှစ်ဆောင်ကြားတဲ့က T ပုံစံသင်္ကေတလေးနဲ့မြင်းဆောင်လေးနှစ်ဆောင်ကြားတဲ့က D ပုံစံသင်္ကေတလေးတို့ရဲ့အတန်ထွက်ပုံပါဇက်အနေထားကိုနှိုင်းယှဉ်လေ့လာသွားမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့မြင်းဆောင်လေးနှစ်ဆောင်ကြားတဲ့က T ပုံစံသင်္ကေတလေးဒီကမှာဆိုရင်ကျမတို့ကဒီရှာကဆိုရင်သွားရဲ့အနောက်ပိုင်းနော်တပ်ဖုံးနေရာလေးကိုထိထားမယ်။အဲ့ဒီခါမှာရှာကိုအောက်ကိုချလိုက်ပြီးတော့လေကိုထုတ်လိုက်မယ်ဟုတ်ပြီကျမတို့ကဗဇက်ရှင်မှာစက္ကူလေးကိုထားကြည့်မယ်စက္ကူလေးလှုပ်သွားတယ် native speaker ရဲ့အတန်ကိုတစ်ချက်နားထောင်ကြည့်ပါရှင်ဟုတ်ပြီဒါဆိုရင်ကျမတို့မြင်းဆောင်လေးနှစ်ဆောင်ကြားတဲ့ကဒီပုံစံသင်္ကေတလေးကိုကျမတို့တစ်ချက်လေ့လာကြည့်မယ်အတန်ထွက်ပုံကိုသူကလည်းခုနကတော့ T ပုံစံသင်္ကေတလိုမျိုးပဲရှာရဲ့ဒီပေါ့နော်သွားရင်အနောက်ပိုင်းအာကောင်နေရာလေးမှာရှာလေးကထိထားမယ်အဲ့နောက်မှာရှာကိုအောက်ချလိုက်ပြီးတော့ဒီလေကိုထုတ်လုပ်လိုက်မယ်ဒအဲ့မှာကွဲပြားချက်ကဘာရှိမလဲကျမတို့လေပင်တုံခါမှုရှိမယ်လေကဒီစက်ကူလှုပ်လောက်အောင်ထိဒါမှမထွက်ဘူးဒနော်ကဲတစ်ချက် native speaker ရဲ့အတန်တစ်ချက်နားထောင်ကြည့်မယ်ကဲဒါဆိုလို့ရှိရင်ကျမတို့ဒအဲ့နှစ်တန်ကိုကိုယ်ကပြပြနားထောင်ကြည့်ရအောင်မင်္ဂလာပါမြင်းဆောင်လေးနဲ့ဆောင်းကြတဲ့က T ပုံစံသင်္ကေတလေးသူပါတဲ့အတန်လေးတွေကိုကျမတို့တစ်ချက်လေ့လာကြည့်ရအောင်ပါရှင်ထသူက T ပါတဲ့စာလုံးနေရာတွေ T tail 10 top 2 20 water bit complete eat 8 light suit နောက် TT ပါတဲ့စာလုံးနေရာတွေ better bottle ကသူကတခါတလေမှာဆိုလို့ရှိရင်ပေါ့နော်သူကဒီ ed နဲ့ဆုံးတဲ့buff to past tense နေရာတွေမှာဆိုလို့ရှိရင်ကျမတို့က t ဆိုတဲ့အတန်ထည့်ရတယ်ဥပမာအနေနဲ့ stopped နောက်တစ်ခု washed ကဲ native speaker ရဲ့အတန်တစ်ချက်နားထောင်ကြည့်မယ် T till 10 top 2 20 water bit complete eat 8 light suit better bottle A 75 C stopped washed ကဲနောက်တစ်ခုအနေနဲ့ကျမတို့ကဒီတချို့နာမည်တွေပေါ့နော်နာမည်တချို့မှာဆိုရင်သူက th နေရာကိုကျမတို့ the ဆိုတဲ့အတန်မသုံးဘူးသူ့ကိုဘာတန်မဲသုံးလဲ t ဆိုတဲ့အတန်မဲသုံးတယ်ဥပမာအနေနဲ့ Thailand မလို့ဘူး Thailand နောက်တစ်ခုtame နော်နောက်တစ်ခုကကျမတို့ Thomas တကယ်တော့ Thomas မဟုတ်ဘူး Thomas